ကာရီလက်ထဲအမော်ရင်ထည့်ပေးလိုက်တဲ့မန်ယူနိုက်တက်ပန်ဒိုရာအားလုံးမင်္ဂလာပါ OK Sport ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်မန်ချက်စတာယူနိုက်တက်ဟာရောက်လာသမျှနီးပြတိုင်းကိုစိတ်သောကပေးနေတဲ့ပန်ဒိုရာတစ်တာတစ်လုံးဖြစ်ပါတယ်နက်တက်ကိုပြီးခဲ့တဲ့ရာသီမှာတည်းကမိုက်ကယ်ကာရီကကယ်တင်ပေးနေပြီးတော့ရလက်ကောင်းတွေရယူပေးနေပါတယ်နက်တက်ကကာရီရဲ့ရှေ့မှာနီးပြရူဘီယန်မော်ရင်ကိုအချိန်ပေးမယ်ပြောထားပြီးကမှစကားမတီတော့ပဲယာရူကနေထုတ်ပေးလိုက်ပါတယ်ဒီတော့ကဒီနီလန်ကအမှန်ကန်တယ်လို့ထင်နေကြတဲ့သူတွေကိုအမော်ရင်ကတီးထုတ်သက်သေပြလိုက်ပါတယ်နက်တက်ကဒီဘက်ရာသီချိုရှေ့စမ်းပွဲမှာအမော်ရင်ရဲ့ AC မီလန်ကို 4-2 နဲ့ဂိုးပြတ်ရှုံးနေသွားခဲ့ပါတယ်မန်ချက်စတာယူနိုက်တက်ကရာသီချိုမှာညံမဆုံးဖြစ်နေတဲ့ AC မီလန်ကိုနှစ်ကြိမ်တိုင်ဦးဆောင်ထားနိုင်ခဲ့ပေမဲ့ဂိုးတွေပြန်ပေးလိုက်ရပြီးတော့အရှက်တကွဲအကျိုးနေခဲ့ရတာပါဟယ်ရီမကွိုင်ယာကပွဲချက်2မိနစ်မှာအဖွင့်ဂိုးသွင်းယူပေးခဲ့ပြီးတဲ့နောက် AC မီလန်ကဆင်မြွယ်ချူဂွီစီကခြေပါဂိုးသွင်းသွားပါတယ်ဒုတိယပိုင်းမှာဘက်ထရစ်ဒေါ်ကူကနောက်ကျင်အဖွင့်ကိုသွင်းပေးပြန်တော့လေ FHO စစ်စေးကနောက်ကျင်ခြေပါသွားပြန်ပါတယ်။နောက်မှာတော့ United ခန်စစ်ကပြိုကျသွားခဲ့ပြီးတော့ Marcus Rashford အပါအဝင်ပြည်သက်ဆောင်ဆိုင်နေကြတဲ့လူစားဝင်စားမတွေလည်းဘာမှမစွမ်းဆောင်နိုင်ပဲဖြစ်သွားပါတယ်။ AC Milan က Gonzalo Ramos နဲ့ Ruben Loftus-Cheek တို့ရဲ့3မိနစ်ပဲခြားတဲ့သွင်းဂိုးတွေကြောင့် United ကိုငုံတုံမေ့သွားပါတယ်။ Manchester United နဲ့ပတ်သက်ပြီးတော့အကောင်းမြင်စရာလေးတစ်ခုကတော့ United ဟာဆက်ပြည့်ချင်နေတယ်မှာအားသာချက်ရှိနေတော့ဖြစ်ပါတယ်။ Gasmero မရှိတော့ပေမဲ့ United နဲ့တောင်းကန်ပေါ်ဟာကြောက်စရာကောင်းဆဲဖြစ်ပြီးတော့ပွဲချင်း2မိနစ်ကလေးက Bruno Fernandes ရဲ့ဖန်တီးမှုကနေ Harry Maguire ကဂိုးသွင်းသွားခဲ့ပါတယ်။လက်တော့ကာရီကိုခန့်လိုက်ပြီးနောက်ပိုင်းကလေးက set piece game ဆိုတဲ့အသင်းဖြစ်လာနေပြီးတော့ရာသီသစ်မှာလည်းပုံစံကောင်းကိုဆက်လက်ထိန်းသိမ်းထားနိုင်ဖို့အတွက်မျှော်လင့်ရပါတယ်။ပထမပိုင်းမှာ AC Milan ကိုခြေပေါက်ကိုခွင့်ပြုလိုက်ရပြီးတော့9မိနစ်အကြာမှာ United တို့ပယ်နယ်တီရခဲ့ပါတယ်။ Yuri Tielemans တယောက်ပယ်နယ်တီ area အတွင်းပြစ်ဒဏ်ပေါ်ကျိုးလွန်ခံလိုက်ရတဲ့အခါ United အတွက်ရွှေလိုအဖိုးတန်တဲ့အခွင့်အရေးတစ်ခုရသွားတာပါ။ဒီပယ်နယ်တီကို Bruno Fernandes ကန်ခဲ့ပြီးတော့ဂိုးမရပဲလွဲချော်ခဲ့ပြန်ပါတယ်။ Fernandes ဟာ Leeds United နဲ့ပွဲတုန်းကလည်းပယ်နယ်တီလွဲချော်သေးတာကြောင့်ရာသီချိုမှာနှစ်ပွဲကစားပယ်နယ်တီ2ခါလွဲရင်းနဲ့ယုံကြည်မှုပျောက်ဆုံးနေတယ်လို့ဖြစ်နေပါတယ်။ဒီတလုံးလွဲရကနေUnitedတို့ဦးဆောင်ခွင့်ဆုံးရှုံးထားခဲ့ရတာမို့လို့ပေါ်တူဂီကခြေစွမ်းတွေပေါ်တူဂီမှာထားခဲ့လို့ပဲဆိုရတော့မှလည်းဖြစ်ပါတယ်။အမော်ရင်က Patrick Dorgu ကိုဝင်းဘတ်ထားဖို့အတွက်ခေါ်ယူထားတာဖြစ်ပေမဲ့ကာရီကဒေါဂူကိုတောင်မှထားကစားခဲ့ပါတယ်။ဒေါဂူကလည်းဒီနေရာမှာအစွမ်းပြနေခဲ့ပါတယ်။ဒါပေမဲ့လည်းအာမတ်က3စားမရသလိုနောက်တန်းအားလုံးကလည်းညံပြင်းနေပြီးတော့လက်တက်ရဲ့စိုးရင်ရှည်မှတ်ကိုပြသနေပါတယ်။လက်တက်အနေနဲ့နောက်ရသည်ရလက်ကောင်းခြင်းရင်ကစားသမားတစ်တွေထပ်ပြီးတော့ခေါ်ယူဖို့လိုအပ်နေကြောင်းကလည်းထင်သာမြင်သာရှိလာပါတယ်။ထူးခြားချက်အနေနဲ့ Marcus Rashford ဟာရက်ပေါင်း612ရက်အကြာမှာလက်တက်ဂျာစီနဲ့ပြန်လည်ရောက်ရှိလာပါပြီ။ Rashford နဲ့အတူကိုဘီမိန်နိုနဲ့လီဆန်ဒရိုမာတီနက်စ်တို့လည်းပါလာကြပါတယ်။ဒါပေမဲ့လူစားဝင်စားမအားလုံးညံပြင်းနေကြပြီးတော့ခံစရောတိုက်စစ်ပါမလုံးတာကြောင့်လက်တက်တို့4-2နဲ့ဂိုးပြတ်ရှုံးသွားပါတယ်။ရာသီကြိုပဲဆိုပေမဲ့နိုင်ပွဲရတာကအမော်ရင်အတွက်တော့ချိုးနေမှသေးကြပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကလက်တက်ကစားမတွေနဲ့နေပြဝင်တဲ့နေအစည်းအဝေးမှာသူတို့ဘော့စဟောင်းကိုအနိုင်ကန်ပြီးတော့သက်သေပြကြဖို့အတွက်ဆရာထက်တန်နေကြောင်းသတင်းတွေထွက်လိုက်ပါသေးတယ်။အခုတော့အမော်ရင်ကကို4-2တို့ကိုပျောက်ကက်ကင်တီးထုတ်သွားရင်လည်းရာသီချိုပထမဆုံးနိုင်ပွဲကိုရှာဖွေသွားတာကြောင့်လက်တက်ပရိသတ်တွေအတွက်ရင်ထုစရာဖြစ်လာပါတယ်။လက်တက်ဟာနောက်တစ်ပတ်ဘောလုံးရသည်စတင်ရင်တန်းတက်တဲ့ဟာစီးတီနဲ့ရှင်မြိုက်ကစားမှာဖြစ်ပြီးတော့အမားရီကိုအမှန်ပြင်းနဲ့ကစားမတစ်တွေထပ်ပြီးခေါ်ယူသွားအောင်မလားဆိုတာဆက်လက်ဆောင်ကြည့်ရပါမယ်။ကြည့်ရှုပေးကြတာကျေးဇူးတင်ပါတယ်။